Cut it. Them bricks is way too high, you need to cut it. Your price is way too high, you need to cut it. Cut it, c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 ut it. အိုးစုပထမပွဲမှာလည်းအနိုင်ရရှိလာတဲ့အတွက်ပေါ့နော်ဒုတိယပွဲမှာကျွန်တော်တို့တက်ပြီးတော့အနိုင်ရမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့နောက်တစ်ဆင့်တက်သွားဖို့အလားအလာပိုကောင်းသွားမှာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့အနေနဲ့ဒီအကွေပွဲမှာလည်းကံမှာဖြစ်တဲ့အတွက်အတင်းသားတွေအနေနဲ့ရောအကောင်းဆုံးကြိုးစားလေးကြည့်နေကြပါလိမ့်ဗျဒါကတော့ပေါ့နော်ဒီ player တွေအနေနဲ့ကတော့ဒီသူတို့ရဲ့ live မှာလည်းကျွန်တော်တို့ရဲ့ live မှာလည်းပေါ့နော်ဒီအောင်မြင်တဲ့အခါအားပေးသူတွေရှိသလိုကျွန်တော်တို့ဒီရှုံးနေတဲ့အခါမှာလည်းကျွန်တော်တို့ဝေဖန်တန်တွေရှိတယ်ပေါ့နော်အဲ့အရာတွေကိုကျွန်တော်တို့ပထမမထားဘဲနဲ့ကျွန်တော်တို့အတင်းအတွက်ကစားနေအသင်းအတွက်နိုင်ငံအသင်းအတွက်ကိုယ့်အတွက်ကျွန်တော်တို့အကောင်းဆုံးအမြဲတမ်းကြိုးစားနေဖို့လိုအပ်တယ်လို့ထင်ပါတယ်ဗျဟုတ်မျောလင်းထားတာအဓိကကျွန်တော်ဒီ၄တင်အဓိကတက်ကက်ကတော့ကျွန်တော်အာရှခြေစစ်ပွဲအောင်ဖို့ပေါ့အဲ့အတွက်ကျွန်တော်တို့ဒီလာမဲ့ပွဲကိုလည်းကျွန်တော်အနိုင်လက်ရရှိအောင်လို့ကြိုးစားဖို့ပဲကျွန်တော်မျှော်လင့်ထားကြပါတယ်ဒီနေ့ဆိုကျွန်တော်တို့အခုဆိုရင်ပြည်ပမှာကစားနေတဲ့ကစားသမားတွေလည်းအကုန်လုံးတင်းနဲ့ပြန်ပူးပေါင်းနေကြရဆိုတော့ကျွန်တော်တို့အကုန်လုံးကတော့အကုန်အစင်တင်းနေထားအကုန်လုံးရောက်ရှိနေကြပါအဓိကအားသာချက်ကတော့ကျွန်တော်တို့တိုက်စစ်ပေါ့ဒါပေမဲ့မျှပါတယ်ကျွန်တော်ခံစစ်ကောမျှတယ်ကျွန်တော်အခုတော့ကျွန်တော်ဆရာအကိုတွေပေါ့သူတို့နိုင်ငံခြားတွေ့ကြုံနေလို့မှအများကြီးရရှိလာတော့ကြတော့သူတို့ရဲ့အတွေ့အကြုံကိုကျွန်တော်တို့ကူညီပေးမယ်ကျွန်တော်တို့ကလည်းအကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်တို့မှာအများကြီးမျှော်လင့်စရာဆိုကျွန်တော်တို့ဒီမှာအများကြီးရှိပါတယ်